ဒီညီမလေးရဲ့ comment ကိုပြန်ဖြေပေးမယ်နော်ချစ်လို့တော့မဟုတ်ဘူးစိတ်ပြတ်သွားလို့ဒီညီမလေးရေးထားတဲ့ comment ကိုငါတို့တွေသူလောက်မချမ်းသာဘူးငါသိန်းလူထားတယ်တို့က30ဆိုတော့စဉ်းစားလေတဲ့ညီမလေးလည်းစဉ်းစားလေအုံနောက်ရှိတဲ့ဆိုစဉ်းစားလေနော်ညီမလေးပြောလို့မမတဲတော့အဲ့လောက်ထိချမ်းသာတာ30ပဲလူမလားစဉ်းစားလေလူတယောက်ကိုကြည့်လို့ရှိလေခဏလေးမျက်တောင်တစုံမကြည့်နဲ့မျက်လုံးတစုံကိုကြည့်နော်ဟုတ်ပြီလားညီမလေးကလေအဲ့လောက်ထိအဲ့လိုမျိုးတွေဒီလိုမျိုးတွေပြောတာတဲ့ဒီ9သိန်းကလေအဝီစီတွင်နဲ့ရောက်သွားပြီတကယ်အဝီစီတွင်နဲ့ရောက်သွားပြီဘာလို့လဲဆိုတော့မှတ်ထားကိုကတစ်ချက်ပဲလူတခြားလူကတစ်ချက်မှမလူလေနေကဘာလို့မလူဘူးလဲအဖြစ်တော့ပြောလို့မရဘူးရှင်းလားလူလိုက်တဲ့တစ်ချက်ကအဝီစီဒီမှာညီမလေးတိအောင်ပြောမယ်နော်မမတဲတော့3000လူမယ်အစမှာ3000နောက်ထပ်လူဖို့အများကြီးရှိသေးတယ်နော်လေစကားပြောဖို့တော့အားမရှိဘူးပြောတာစကားတွေကရင်ထဲမှာအများကြီးရှယ်ဒါပေမဲ့ပြောဖို့အင်အားမရှိတော့ပေါ့နော်အခုမမတဲတို့ဒီမမတဲနဲ့မချင်းနဲ့ပေါ့နော် hash တွားမယ်ပေါ့နော်မြန်မာလိုဆိုရင်ဗုဒ္ဓကာယာတွားမယ်ဆိုတော့စုဆောင်ထားတဲ့ပတ်စံတဲကနေမမတဲတို့ကမမတဲနဲ့မချင်းကဒီငလင်ပေးအတွက်ပေါ့နော်1000ချက်ကိုလူတွားမှာဖြစ်ပါတယ်ဆက်ပြောပေးလိုက်အောင်ရှိတော့1000ကျက်ဆိုတာကလေချင်းတို့အတွက်ကလေရှာရတာတကယ်နေမအိမ်ညာမအိပ်ပဲနဲ့အရန်နဲ့ကိုခက်ရှာခဲ့ရတာမှတ်နဲ့ဒါပေမဲ့ဒီ1000ကိုလူလိုက်ရလို့အရန်ဂုံယူမော့ကြွားပြီးမှလေလာပြောနေရတာမဟုတ်ဘူးအခုစီစဉ်နေပါတယ်ပေါ့နော်တွားဖို့စီစဉ်နေပါတယ်ပြောချင်တာကလေလိုအပ်တာတွေဝင်နေပါတယ်အများကြီးချင်းတို့ပေးလိုက်တဲ့ဒီ1000ဆိုတော့ချင်းတို့အရန်ခက်ခဲပေမဲ့တကယ်ဒုက္ခရောက်သွားတဲ့သူတွေတော့ကမြုံဝါလောက်ပဲရှိတယ်သူတို့အနွေးတနည်းနည်းလေးပေးနိုင်တဲ့လောက်ပဲရှိသေးတာအဲ့နဲ့လေဒီညီမတွေရွှေတွေဝတ်တယ်ဟိုလူကတနာဖို့ကောင်းလိုက်တာဒီညီမတွေကြတော့မပြောဘူးလားဟာဟိုလူကပြောမယ်နော်လူတယောက်ကိုတကယ်တနာတယ်ဆိုရင်ကိုအိတ်ကတ်ထေကပတ်စံကိုထုတ်ပြီးမှတစ်ဖက်လူရဲ့အခက်ခဲကိုတနာလို့ရတယ်ဖြည့်ရှင်းလိုက်အဲ့ဒါကဒုက္ခရောက်နေတဲ့သူလည်းတကယ်ထိရောက်ကိုအကူညီရတယ်နော်ဒုက္ခရောက်နေတဲ့သူတွေကိုတနာလိုက်တာဆိုပြီး line ပေါ်မှာကိုရီညီမတွေကိုထိုင်ပြီးနေတော့လေဆဲဆိုနေလို့ဒုက္ခရောက်သွားတဲ့သူတွေကတကယ်အကူညီမရဘူးနော်တကယ်အကူညီမရဘူးနေတို့တွေကလူတစ်ဖက်သားကိုတနာတယ်ဆိုပြီးမှလေဘန်းပြပြီးနေတို့က follow ပါတယ်အသေးတွေ like တွေရှာနေတာကိုရီးယားလေတိလားတကယ်ငါတို့တွေကလေအလုံးလုံးနေတာဘယ်တူတယောက်ကိုမှမပြောငါတို့စင်းမြစ်ကိုလက်ရှိုင်ကြည့်လိုက်ငါတို့ရဲ့ဗီဒီယိုဖိုင်တွေကြည့်လိုက်ငါတို့ဈေးရောက်ချင်လို့ဘဒုရဲ့စောက်တင်းကိုချလဲလို့မမတဲမချင်းဆိုတာဒီလိုနေတာနော်ဒီလိုပဲငါတို့ရဲ့နောက်ကြောင်လန်ကြည့်လိုက်ညတို့ line ပေါ်မှာပြောမယ်ဆိုရင်ဇက်မြစ်ကိုအရင်လန့်ဘလို့မိန်းမတွေလဲဆိုတာအရင်လန့်ပြီးမှပြောကျမတို့ညီအမတွေရဲ့ဗီဒီယိုဖိုင်တွေကိုတင်ပြီးမှပေါ့နော် like တွေ follower တွေရှာနေတဲ့ကျေးဇူးရှင်တွေရက်တန်းကရက်လိုက်တော့အခုအချိန်ကလေကဘာနဲ့အလိုက်ပူဆွေးတောကားတွေနဲ့ရင်ထဲမှာများပြီးတော့မှနော်အခက်ခဲတွေကိုရင်ဆိုင်နေရတာရှင်တို့အတွက်ကဒီရဲ့ like တွေ follower တွေကအခုထိကိုအရေးပါနေတုံးလားတစ်ထစ်ဖြစ်မယ်ဆိုရင်ဒီညီအမတွေရဲ့ဗီဒီယိုဖိုင်တွေယူပြီးတော့မှလေ like ပေါ်မှာပြောမယ်ညီတို့တွေကိုလေငါတို့တွေကမပြောချင်လို့ကြည်နေတာတားမတူလို့ငါတို့လာမညိတာနော်ဒီလောက်ထိညီတို့တွေကဘာကြီးပြက်နေတယ်နော်အဲ့ဒါကိုတောင်မှ like တွေ follower တွေရချင်လို့ငါတို့ညီမတွေရဲ့ video file တွေကိုယူပြီးမှအခုထိကို like တွေ follower တွေရှာနေတော့အရင်ယွန်ဖို့ကောင်းတယ်တကယ်ယုံမို့ကောင်းတယ်လူတွေကိုကူညီချင်တယ်ဆိုရင်ငါတို့ညီမတွေကို line ပေါ်မှာဆဲနေလို့ပြောနေလို့ကူညီရမရောက်ဘူးကိုအိတ်ကထရပတ်စံကိုထုတ်